Hello guys, Alhamdulillah. Tomorrow if you play any video, so video tomorrow. So reaction video upload လုပ်လဲဆိုတာဆိုအသေးစိတ်တင်ပြောပြပြီးတော့ဖြစ်ပါတယ်ဆိုတော့ video စကြအောင် let's go. Okay ဆိုတော့ကျွန်တော် add recorder ဆို app လေးကျွန်တော် file share မှာကြောင်းထားပါမယ်ကျွန်တော်ကကြောင်းပြီးသားဆိုတော့အမေဒီတာ okay ထားတာလို့အားပြပါ Okay ကျွန်တော်အရင်ဝင်လိုက်မယ်အဝင်ပေါ်လို့ရှိရင်ဒီမှာ play ပေါ်လို့ရှိရင်ဘာမှတော့မနေအနောက်က connect ညို့တော့မနေတော့ဒီမှာမားကြည့်လေးနေ Okay ဒါဆိုရင်ကျွန်တော်တို့ enable လုပ်ရပါမယ်သူenable နေရပါလို့ရှိရင်ကိုအဲ့ဒီနေရာနေပြီးမှရှာလိုက်ပါကိုအဲ့ X recorder ဆိုတဲ့ဟာကိုထပ်ပြီးတော့ကျွန်တော် on ပေးပါပြီးတော့ရှင်တော့ကျွန်တော်ဒီလိုပေါ်နေပေါ့နော်ဒါဆိုရင်ကိုသုံးချင်လို့သုံးရပါပြီကဲဘောနော်using why using ဒီ app ဆိုရင်ကျွန်တော်ဒီလိုလုပ်ရပါတယ်ခင်ဗျာဒီပကြောင်းဟာလေးဆိုရင်လည်းကျွန်တော်ဒီလိုဆွဲလိုက်ရတယ်ဒီလိုအရှိကြီးလိုတတိလေးလိုအဲ့လိုဆွဲလိုက်ရပါတော့ဆက်လို့ဒါတော့ကိုယ်စပီးနေရာမှာကျွန်တော်ထားလို့ရတယ်ပေါ်တော့ရှင်ရင်နောက်ထပ်တစ်ခုရှိသေးတယ်ကျွန်တော်ပြန်တော့ဒီဟိုဒီဟာလေးကိုလက်ဟာလေးနဲ့လို့ရှင်တော့အားမလားပါကျွန်တော်ဘယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော် video ရှယ်လို့ရပါတယ်ဒီဟာလေးကိုမနေဟောတော့အဲ့ကျွန်တော် view ဖြစ်ပါတယ်ဒါမှတော့ okay ပြန်လှည့်လာဆိုအဲ့လို okay ကွာ setting ထဲမှာကျွန်တော်ဒီလို square shape ကြီးမကြိုက်ဘူးဆို circle shape နဲ့ပြောင်းလို့ရမှာနော်ဒီလိုကျွန်တော်ဒီလို circle shape ကြီးလေးကျွန်တော်ပြောင်းလို့ရကျွန်တော် square ကိုပို့ကြိုက်တယ် square ကိုပို့ကြိုက်ပါတယ်ခင်ဗျာအခုရှင်ဒီမှာအသားရည်ကို bright လုပ်မလားဒီလို dark အသားရည်ပဲလုပ်ချင်လားဒါမှမဟုတ်ကျွန်တော်ဒီလို glow သားရည်လို့ဟုတ်တယ် glow သားရည်ပဲလုပ်ချင်တာမဟုတ်လို့လင်းထင်ရဲ့ဖြူဖွေးပြီးတော့အသားရည်မျိုးပဲဖြစ်ရှင်တာဒါတော့ကိုယ့်ရဲ့အစီအပြေဆုံးပေါ့နော်ကျွန်တော်ကတော့ဘာမှမလုပ်တော့မတင်ဘူးကုန်လေ okay ဒီဘက်မှာညာလေး bread ပုံစံလေးရှိအဲ့ဒီနေလို့ရှိရင်bread လေးချက်နေတယ်ပို့လို့ရှိရင်အဲ့ကျွန်တော်ကိုလိုမယုံမဆိုလို့เนาะကျွန်တော်ခါပြတယ်မကြက်မရှိပြန်နေ okay ကျွန်တော် screen white screen ရှိပါတယ် white screen နဲ့မှာကိုလိုကိုပြမယ် white screen ကကျွန်တော်ဖြတ်လိုက်ပြတာပဲဟုတ်တယ်ရှိတယ် white screen နဲ့ရှုပ်ပြမယ်ဟုတ်တယ်အဲ့ခုနကဝယ်wait ညာလေးပြီဒီမှာတွေ့အဲ့လိုမျိုးတော့နေရှိဟိုဖြစ်တယ်မျိုးနော်အဲ့တော့ဒီဟာကြီးခါဒီဟာလေးကိုနေလဲဆိုရှင်ကျွန်တော်ဒီ circle ဆိုရင်မတဲ့စဝိုင်းကြီးလုပ်လို့ရတယ်ကျွန်တော်ဒီလို square ဆိုရင်ဒီလို shape လေးကျွန်တော်လုပ်လို့ရတယ်ဟိုရှင်ဒါဒီ square ဘနာဟာလေးတော့သူကိုသွားနေရတယ်ပေါ်တာဗောနော်ဒီလိုအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဘလူးဆိုလို့ရှင်လို့ရပေါ်ရှင်ဒါကြောင့်ကျွန်တော်ပုံဆွဲရတာမနာရူတိုဆွဲမယ်မနာရူတိုကျွန်တော်လက်နဲ့ဆွဲရအောင် okay ငါပေါ်ဒီပချောင်းကလူမြားထိုးလို့လည်းရပါခင်ဗျာပြီးတော့ရှင်ကျွန်တော်ဒီလိုစကားပုံစံမျိုးခု blur ခြင်းတဲ့အခါမျိုးမှာသုံးတဲ့ဟာလေးမျိုးလဲကျွန်တော်လုပ်လို့ရပါခင်ဗျာဟုတ်ကဲ့ပြီးတော့ရှင်ကျွန်တော်ဒီမှာကျွန်တော် subscription မှာကြာရပို့ရှင်ကျွန်တော်ဒီဟာလေးလုပ်လို့ရတယ်ဒီမှာပြန်မလားနော်ဒီဟာလေး color တဲမှာကျွန်တော်ကိုကြိုက်တဲ့အကြောင်းလေးကျွန်တော်ပြောင်းလို့ရပါတယ်ကျွန်တော်ဒီမှာဒီလိုကြောင်လေးဒီပြောရဘာမှလုပ်လို့မရဘူးအဲ့တရားမရဘူးကျွန်တော်ရဲ့မှလည်းအကြောင်းလေးရတယ်ဟိုရှောင်းအဲ့တော့
တို့တစ်ခါတည်းတော့ error တက်တယ်ဗောနော်အဲ့ဒါမိရလေအဲ့လေးရနေတိုင်ပတ်တယ် facial color ကအဖြူထွန်းထားတယ်ဘာကြောင့်တို့ဘာမှမမြင်တော့အဖြူပဲရှိတယ်ခေတိုင်းတို့ဒါကြောင့် black လို့ရှိတယ်တို့ color ရ black လို့ရှိလို့ရှိရင်ဒီ color ထနေပေါ်ဒီဘက်ဆက်ဆိုတော့ဟာဒီနေလိုက်ပေါ်လို့ရှိရင်ဒီဘက်ဆက်အဖြူလို့နေလို့ရှိရင်ဟိုတော့အနက်ကိုဆွဲလိုက်ရပါခင်ဗျာဒါလေးကတော့တရားလွယ်ပါတယ်ကျွန်တော်လည်းအစားရမသိခဲ့ဘူးပေါ့နော်ကျွန်တော်လည်းနောက်ပိုင်းမှာလာရှုပ်ကိုတော့ကိုကြည့်ပြီးမှကျွန်တော်သိရပါအဲ့တော့ကျွန်တော် uncle ပေါ့နော် uncle ကိုလည်းကျွန်တော်ဒီကျေးဇူးများတင်ပါတယ်သူ့ရဲ့ channel ကို subscribe လုပ်ခဲ့ကြပါကျွန်တော် channel လည်းဒီလိုမျိုးtutorial video ရဲ့ gaming video တွေvideo ရဲ့ reaction video တွေကိုကြည့်ရလို့ရှိရင်တော့ channel လေးကို like subscribe နဲ့အဆင်ပြေ comment လေးကြောင်းမှတ်ခဲ့ပေးကြပါအားလုံးပဲဒီ video လေးလောက်ပါပဲ bye bye guys see you next video bye bye